ဘာမရပါသားသမီးလဲဟမ်နေ့ဖေအသက်ရှိစဉ်ကာလတည်းကငါသားသမီးတွေကိုသူ့သားသမီးတွေပါဆိုပြီးအားလုံးသိအောင်တရားဝင်ကြေညာထားပြီးသားကျမကိုရန်စံငုံငုံနဲ့လာပြီးရန်တက်မနေပါနဲ့ကျမလုံနေတာလေနီးမှန်လမ်းမှန်လုံနေတာကျမဘယ်သူနဲ့မှပြဿနာမတက်ချင်ဘူးအန်ဒီတို့မိသားစုတွေကျမအဖေနဲ့တူတူ18နှစ်လုံးလုံးတူတူရှိလာခဲ့ကြတာအဲ့ဒီအတွက်လည်းထိုက်တဲ့နဲ့စစ်စစ်အောင်ဆောင်ကျမခွဲပေးမှာပဲဒါပေမဲ့အဲ့ဒီထက်မှာကျမအဖေရဲ့လုပ်ငန်းစုမပါဘူးကျမအဖေရဲ့လုပ်ငန်းတွေအားလုံးဖေဖေရဲ့တူတူတော့သမီးဖြစ်တဲ့ကျမပဲအုတ်ချုပ်စီမံမှာဒီရဲ့သူရောသမီးဆိုတာမမလိုက်ကြောက်တယ်မဟုတ်တာဆိုးလက်ရှိနေတယ်ဒီမှာတရားရဂိုင်းတော့တဘာဝ organic ပစ္စည်းတွေနဲ့စိတ်ချရဆုံး baby mind ကလေးရေချိုးစက်ပြားရည်ဟာ baby တို့အသားရည်အတွက်အနုညံ့ဆုံးနဲ့စိတ်ချရဆုံးပဲလေဒါကြောင့် easy လေးအတွက်ဆိုရင် baby mind မဲ့အမြဲရွေးချယ်ဖြစ်တာပေါ့ဒီအိမ်မှာနေကြတဲ့သူတွေကနေ့အဖေငါယောက်ျားရဲ့အမွေဆိုင်တွေမမေကြီးကဒီအိမ်မှာမိသားစုတွေကိုမကွဲတိုက်မပြဲဒီလုပ်ငန်းတွေကိုဆက်လုပ်ချင်မမေကြီးကလည်းထက်မြက်တဲ့မိန်းမလေးမမေကြီးသားသမီးတွေအားလုံးကလည်းတယောက်မှခေတွေမပါကြဘူးအဲ့ရောအမွေခွဲကျင်နေတဲ့သူကသမီးကြီးတယောက်တည်းဆိုတာကိုလူသိခံမလားဘိုးနေမြဲကြားနေမြဲနေမလားစဉ်းစားကျမကိုသူတော်ကောင်းတန်တစ်မျိုးမိုက်ကြီးခွဲတဲ့အတန်တစ်မျိုးနဲ့အမျိုးမျိုးလာလို့ပြမနေပါနဲ့မျက်စက်နေရလေကြောက်တက်တဲ့မိန်းမမဟုတ်ဘူးအန်တီကျမအဖေကိုမရရအောင်ယူတော့ကအရင်ယောက်ျားနဲ့ရလာတဲ့သားသမီးတွေကိုအဝတ်တစ်ထည်ကိုတစ်ခုနဲ့အိမ်ပေါ်တက်လာတာလေဘာတွေအမွေလာပြီးခွဲချင်နေရလဲဘာမေ့သွားလဲ你慢慢演一点。梦诉不要的，只所要